ကရွှေချောင်းရဲ့ကြပြာတောင်ဘက်မြေစင်ကြီးလျောတာမောဘွဲ့မြိုင်ဝနာဘူမီအောင်တော်လန်ရည်နဲ့ထင်ရှားတဲ့မြေမနီတောင်တော်သာရှေးခေကကတဲ့မျိုးလို့နာမအမည်တွင်လာမျိုးတစ်မျိုးအရောက်လှမ်းကြွားခဲ့ပါအင်းင်းသာလှိုင်းနန်းသာရွှေဘုံသာရွှေလေးသာရှမ်းလေးငကယုံဖျားနဲ့ထီပေါင်းကဖျားဖူရအောင်ရှင်မဟာတိလဝင်းတာနဲ့ရှင်အောက်ထမကျော်ရဲ့မျိုးလူလင်းအပါမကာရလောပါကျော်ခင်ကြီးဖြော်ရဲ့မွေးရဲ့ဒေတာရနာဘုံနံတော်အတွင်တည်င်းမွေးတဲ့စာဆိုတော်မဟာစုံသာမြိုင်ဦးကျော်ကိုမွေးထုတ်ခဲ့တဲ့လက်တံတရားမြမတော်ဝင်းဝနကျော်ထင်းစက်တပင်အကာကောင်းနဲ့ဦးအောင်မောင်ရဲ့ဇာတိချက်ကြွေပါငါမျက်နှာပေကံဖျားနဲ့ကုံတော်မြတ်ဟောင်းတမိုင်းကြောင်စင်လာတောင်လွင်နှမောင်စုံစံကားလန်ယထာလန်တီရှိရာမကွေးတောင်ညိုအလဲဘဟိုလန်းဆုံးရစ်ထက်မှာပတိယတိပฏิပတ်တိဌာနဆုံးမိတာဇေဝင်းမင်းရွှေကြောင်းမြန်ဝီဟာဓမ္မစကူးမြေရွှေအင်းတော်ကျော်စောတဲ့သာသနာကကြောင်းတော်သမာသင်္ကနာကအမြိုက်စင်းတိုက်ကျွေးတဲ့နေရာရှေးဘက်ကပကိုးယူမတောင်နှံပြပြအနောက်ဘက်ကရွှေရင်ချောင်းရဲ့ကြပြာတောင်ဘက်မြေစင်ကြီးလျောတာမောဘွဲ့မြိုင်ဝနာဘူမီအောင်တော်လန်ရည်နဲ့ထင်ရှားတဲ့မြေမနီတောင်တော်သာရှေးခေကကတဲ့မျိုးလို့နာမအမည်တွင်လာမျိုးတစ်မျိုးရောက်လှမ်းကြွားခဲ့ပါအင်းင်းသာလှိုင်းနန်းသာရွှေဘုံသာရွှေလေးသာရှမ်းစီငကယုံဖျားနဲ့ထီပေါင်းကဖျားဖူရအောင်ရှင်မဟာတိလဝင်းတာနဲ့ရှင်အောက်ထမကျော်ရဲ့မျိုးလူလင်းအပါမကာရလောပါကျော်ခင်ကြီးဖြော်ရဲ့မွေးရဲ့ဒေတာရနာဘုံနံတော်အတွင်တည်င်းမွေးတဲ့စာဆိုတော်မဟာစုံသာမြိုင်ဦးကျော်ကိုမွေးထုတ်ခဲ့တဲ့နတ်တန်တရားမြမတော်ဝင်းဝနကျော်ထင်းစက်တပင်အကာကောင်းနဲ့ဦးအောင်မောင်ရဲ့ဇာတိချက်ကြွေပါငါမျက်နှာဖီကံဖျားနဲ့ဂုံတော်မြတ်ဟောင်းတမိုင်းကြောင်စင်လာတောင်တွင်နှမောင်စုံစံကားလန်ယထာလန်တီရှိရာမကွေးတောင်ညိုအလဲဘဟိုလန်းဆုံးကြီးထက်မှာပတိယတိပฏิပတ်တိဌာနဆုံးမိတာဇေဝင်းမင်းရွှေကြောင်းမြန်ဝီဟာဓမ္မစကူးမြေရွှေအင်းတော်ကျော်စောတဲ့သာသနာကကြောင်းတော်သမာသင်္ကနာကအမြိုက်စင်းတိုက်ကျွေးတဲ့နေရာ